နောင်မိုရွာမှာဦးသားချင်းဆိုတဲ့လူတစ်ယောက်ရှိတယ်။သူကအရက်ဆိုင်ဖွင့်လာတယ်။အဲရက်ဆိုင်လေးဖွင့်ပြီးသူ့မိန်းမနဲ့သားသမီးတွေကိုရှာကျွေးနေတာဗျ။အရက်ဆိုင်မှာမြည်တဲ့အမြည်တွေကအစသူ့ကိုယ်တိုင်ရှာတာဆိုင်မှာလူပါတဲ့အချိန်တို့ညနေဆောင်အချိန်တို့မှာငါးရှာဖတ်ကြထွက်တာပေါ့။ထောင်ချောက်တွေငါးဖမ်းပတ်တွေလည်းအစုံရှိတယ်။တခါတလေကြတော့လေညာတဲကတခါတည်းထောင်ချောက်ထောင်လာတာပေါ့။အမြည်ကတော့နေတိုင်းရအောင်ဦးသားချင်းကစူးစမ်းရှာတာဗျအဲ့ဒါကြောင့်လေရွာထဲကအရက်သမားတွေဆုံရက်လို့ပြောလို့ရတယ်ပြီးတော့ဦးသားချင်းကအရက်တာရောင်းတာလူရိုးဗျတဘောကတော့ကောင်းတယ်မိန်းမနဲ့သားသမီးပေါ်လဲစိတ်ရှိတယ်ဗျဆူရကသူ့မိန်းမဗျဦးသားချင်းဆိုင်မှာမရှိတဲ့အချိန်တွေဆိုသူ့မိန်းမဒေါ်စင်ခင်ကဖောက်ပြန်တာဗျအရက်လာတော့ကြတဲ့အရက်သမားတွေနဲ့ပဲဦးသားချင်းကတော့မတိချဘူးပေါ့သူ့မိန်းမဒေါ်စင်ခင်ကတော့အရန်လေတယ်။ဦးသားချင်းကိုအမြဲနှိမ်ပြောတာ။နင်ငါကိုရက်ရောင်းပြီးကျွေးနေတာ။နေထက်တာပြီးငါ့ကိုတင်ကျွေးထားတဲ့လူတွေကအများကြီးဆိုပြီးအမြဲပြောတာ။ဦးသားချင်းကတော့ရိုးကန်လူကြီးဆိုတော့သူ့မိန်းမပြောသမျှပဲခံနေတာပြန်မပြောနိုင်ရှာဘူး။ဦးသားချင်းမှာဆိုးတဲ့အချက်ကသူ့မိန်းမကြောက်လားစားဝတ်နေရွေးအတွက်လာတော့မပြောတတ်ပေမဲ့တခါတလေပေါ်တက်လို့ခေါ်တဲ့ထမင်းကိုအစိတ်တုပ်ပြီးတော့သူများမွေးရတဲ့ဘဲတွေကြက်တွေကိုလိုက်ကျွေးပြီးတည်သွားရင်အိမ်ပြန်ယူပြီးအမီးလောက်ရောင်တာဗျအကုသို့များတဲ့အလုပ်ပေါ့ဗျာသူများပိုင်တဲ့ပစ္စည်းကိုခိုးသလိုလည်းဖြစ်နေတာပေါ့သူဘလို့ပဲစူးစမ်းပြီးမိသားစုကိုရှာကြွေးသူမိမရဲ့မျက်နှာသာပေးမှုကိုတော့ဥဒချင်းမရချဘူးပြီးတော့သူမိမမှာအရင်ယောက်ျားနဲ့ရတဲ့တမီးတယောက်လည်းပါသေးတယ်ဗျအဲ့တမီးကလည်းဥဒချင်းကိုကြည့်မရဘူးဥဒချင်းရဲ့အတိတ်ကံပေါ့ဗျာအဲ့တမီးကလည်းမိသားစုနဲ့ပဲယောက်ျားနဲ့ခလေးတစ်ယောက်ရှိတယ်လက်လုံလက်စားပဲပေါ့ဗျာတခါတလေမိဘကိုရှာမကြွေးတဲ့အပြင်မိဘစီကပဲပြန်တောင်းတာသူ့အမေဖောက်ပြန်နေတာကိုလည်းမတားဘူးမသိချင်အောင်ပဲစောင့်နေတာဦးသားချင်းကိုပြန်မပြောဘူးဦးသားချင်းနေကောင်းချမ်းမှပြီးလောက်ကင်နေနိုင်တော့သူတို့မိသားစုပြည်လည်နေတာပေါ့ဗျာအရဲဆိုင်တွေကလည်းလဲပက်နေတာပေါ့အမီးစုံလည်းနေတိုင်းရတယ်အကျွေးလဲရောင်းပြီးတော့ရွာတွေကရဲသမားတွေကအုံနေတော့တာပေါ့တရက်မှာဦးသားချင်းကညဘက်ကြီးမှမိုးတဲလီတဲ့ငါးချပါချပြီးပြန်လာတာတကိုယ်လုံးဆူရွှဲပြီးဖြူဘက်ဖြူပါဖြစ်နေတာမိုးကြကြီးမိလာတာပေါ့ဗျာအညကမိုးတွေတဲကြီးမဲကြီးရွာလာဗျမနဲ့မိုးလင်းတော့ဦးသားချင်းတယောက်လေဖြတ်သွားရောဗျအသက်အရွယ်ကရလာတော့အေးခံလို့မရတော့တာဦးသားချင်းတယောက်သတိမထားမိပဲအေးခံလိုက်တာတဘွားလုံးဒုက္ခိတအဖြစ်ပြောင်းသွားရောပေါ့ဗျာအမှပြဿနာကစတက်တော့တာပဲဒေါခင်စိန်ကဦးသားချင်းကိုအစာတွေကစိတ်မရှိတာဆိုတော့လေးဖြတ်သွားတော့ပိုဆိုးတာပေါ့ဗျာအွန်လိုင်းငေါလိုက်ဆဲလိုက်ဆိုလိုက်နေပဲဦးသားချင်းကပါဇက်ကနေတစ်ချမ်းလုံးလေးဖြတ်သွားတော့လှုပ်လို့လည်းမရစကားပြောလို့လည်းမရဖြစ်သွားတာအဲ့နောက်ပိုင်းမှာအရက်ဆိုင်ကလည်းရောင်းအားကျသွားတယ်အကျွေးယူထားတဲ့ရဲသမားတွေကလည်းဦးသားချင်းလေးဖြတ်တာကိုအခွင့်ကောင်းယူပြီးပြန်မဆက်ကြတော့ဘူးအဲ့လိုနဲ့စီးပွားရေးပါကြတဲလာတော့တာပေါ့အဲ့နောက်ပိုင်းဒေါ်စင်ကင်ကအိမ်သိမ်းမကတ်တော့ဘူးဗျတခါတလေသူ့ယောက်ျားကို3-4ရက်လောက်ပစ်ထားခဲ့တာအိမ်သားမနေတဲ့သူ့သမီးကသမင်းကျွေးလို့တော်သေးတယ်ဦးသားချင်းတယောက်လူကောင်းဖြစ်ကတော့ကလိုလေသေးမရှိအောင်ရှာကျွေးခဲ့ပေမဲ့ဒုက္ခိတဖြစ်တော့ဂယုဆိုင်မခင်ရပဲပစ်ထားခင်ရရှာတယ်သူ့သမီးကလည်းသမင်းပဲကျွေးတာဂယုမဆိုင်ဘူးတရားကိုပစ်ထားကြတာပါဗျာအဲ့လိုနဲ့တရက်မှာသူတို့ channel ကအုံးမင်းဘော်ကအုံးဒီကဦးသားချင်းကြောပေါ်ကျွေးကြတာဗျကန်ဆိုးတဲ့ကိုဆိုးတာပေါ့ဗျာအရင်ကတရိတ်ဆန်နေတက်ခဲ့တဲ့အကုသိုလ်တွေကြောက်လားမှတ်ရတယ်စီထားကောင်းပေမဲ့ကံမကောင်းရှာဘူးအုံးဒီကျွေးကြတဲ့နေရာကအတွင်းကြီးဖြစ်သွားတာဗျဖိုက်ဆန်ကြက်တဲနေတော့ဆေးလည်းမကုနိုင်ဘူးအဲ့လိုနဲ့အဲကြောပင်ကြီးကပုတ်လာတာဗျသူသမီးကတခါလေတော့ဆေးထည့်ပြီးတယ်ဒါပေမဲ့ဒဏ်ရာကကြီးတော့ဆေးထည့်ုံနဲ့မရဘူးပေါ့ဗျာဒေါ်စင်ခင်ကအရင်ကတရက်တလေအင်းပြန်လာသေးတယ်ကြောဒဏ်ရာရပြီးနောက်ပိုင်းတော့အင်းကိုလုံးဝပြန်မလာတော့ဘူးအဲ့လိုနဲ့တရက်မှာဦးသားချင်းဆုံးသွားချတယ်ဦးသားချင်းကတော်တော်ခံစားသွားရတာဒဏ်ရာတွေနဲ့မိသားစုရဲ့ပြစ်ပယ်ခြင်းကိုလည်းခံရသေးတယ်စကားမပြောနိုင်ပေမဲ့မတေခင်ကဆိုမျက်ရည်တွေပဲကျနေတာဗျတနာဖို့ကောင်းပါလေဗျာဦးသားချင်းဆုံးသွားတော့သူမကျွတ်ဘူးဗျအင်နာကဖြတ်သွားတဲ့လူတိုင်းကိုအပုတ်နဲ့ပြီးတယ်တခါလေဆိုကိုရောက်မှပြတာသူထိုင်နေကြကလပ်ထိုင်မှာထိုင်နေတာဆိုင်မှာကြံခဲ့တဲ့အရက်ပလင်းတွေလည်းအတန်ကြားတယ်အရက်ကြောင်ကိုပြင်ဆင်နေတာလားမသိပါဘူးဗျ
ရွာတွေကအရက်သမား2ယောက်ကအရက်ဖိုးမဆက်တဲ့အပြင်အိမ်မှာကြံခဲ့တဲ့အရက်ပလင်းလက်ကျန်တွေကိုတွားတက်ခိုးဖို့လုပ်တာသူတို့2ယောက်ကိုဆွဲထားတာလေဗျသူတို့2ယောက်မနေပြန်ထွက်ပြေးခဲ့ရတယ်ဆိုပဲအတော်ကိုနာမည်ကြီးလာတာဗျသူမိမလည်းအလောင်း6တုံးကပဲပြန်လာတယ်သူအเจ้าသူသိလို့အင်မော်တက်မနေရဘူးဗျတခြားမှပဲတွားနေတာအဲ့လိုနဲ့အင်အိုကြီးကတဖြည်းဖြည်းယိုရင်းပျက်စီးပြီးဥတကျင်လည်းပျောက်ကွယ်သွားတာပါပဲပြောချင်တာကတော့စိတ်ထားကောင်းတဲ့ဥတကျင်တောင်အခုတို့အကျိုးပေးကြောင်းသူ့ခမရဆင်းရဲကျန်းတွဲစွာနဲ့ဘဝညီကုံချုပ်သွားရတယ်ဆိုတာပါပဲအဆုံးထိနားဆင်ပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ PMN ထူးခြားတဲ့ story လေးတွေကိုနားထောင်နေနေဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလုံးလေးနှိပ်သွားပြပါအောင်ခင်ဗျ